ဒါလေးတွေကတော့ကိုရီးယားမောင်လေးကဒီမနက်ပိုင်းမှာတဲ့အမှားလေးတွေပေါ့နော်ဒါနေ့နဲ့ထမင်းစားအမီလုပ်ပေးရတာလေးတွေပါရှင်ဒါလူကြီးစားဖို့အတွက်ပစွန်ရှမ်းကောပွဲကြီးလေးကတပွဲဒီမှာကိတ်မုံလေးတွေကနှလုံးပေါ့နော်ဒါလူကြီးတွေစားဖို့အဆင်ပြေမဲ့ကိတ်ကလေးတွေကိုမြန်ရွေးပေးရပါတော့ဒါကောင်းမွန်ထုတ်တဲ့ပဲကိတ်ကလေးကတစ်လုံးရဲ့ဒါကတော့ good morning ကထုတ်တဲ့ fruit cake ကလေးတစ်ဘူးရဲ့ဒါလေးတွေကတော့ဒါမြင့်လက်ရ strawberry နှူးကြောက်ကြော်လေးပေါ့နော်ဒါလေးနှစ်ဘူးရဲ့ဒီလိုလေးမှားတာပါရှင်ဒီလိုအမှားလေးကိုမြန်ပို့ပေးရမှာပါရှင်ဒါစင်ကြုံဘက်ကိုပို့ပေးရမယ်အမှားလေးပေါ့နော်ကိုရီးယားအမြဲမှာနေကြမောင်လေးရဒါလူကြီးစားဖို့အတွက်မှာကျွေးတာလေးပေါ့နော်ကဲခုလိုမျိုးမေ့စီမှာပစွန်နဲ့ပတ်သက်တဲ့ဟင်းပွဲလေးတွေပဲဖြစ်ဖြစ်အိမ်ကလူကြီးမိဘတွေညီကိုမောင်နှမတွေဒီလိုမျိုးလေးချစ်သူဇနီးမယားရေးစားစေချင်လို့ဒီလိုမျိုးတခြားမုံလေးတွေမေယောင်းနဲ့မုံမဟုတ်ဘဲနဲ့တခြားမုံလေးတွေဒီလိုမျိုးမေဝယ်ခိုင်းပြီးတော့ပို့ပေးလဲပို့ခိုင်းပေးရင်လည်းရပါရဲ့ရှင်ဒီလိုမျိုးလေးတွေမှာခြင်းတော့မေကိုတရက်ကြိုမှာပေးလို့ရပါရဲ့ရှင်ကဲအမြဲတမ်းမဲ့အားပေးနေတဲ့ကိုရီးယားမောင်လေးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်